Hello အားလုံးပဲမင်္ဂလာပါ United Finance Zone ကြီးကြိုဆိုပါရစေကျွန်တော်တို့ဂျားရက်မှာရှင်ပြိုင်ကစားရမယ့်ပွဲစဉ်29ဖြစ်တဲ့အပြင်ကျွန်တော်တို့Michael Carrick ရဲ့လက်အောက်မှာ10ပွဲမြောက်ပွဲစဉ်ဖြစ်တဲ့ Newcastle နဲ့ Manchester United တို့ရဲ့ပွဲကြို30ချက်လေးပဲဖြစ်ပါတယ်စင်ကျင်းဘက်မှာတွားရောက်ရှင်ပြိုင်မှာဖြစ်တဲ့ကြောင့်Manchester United အနေနဲ့ဒီနေ့ပွဲရလဲနိုင်ငံခက်ခဲမဲ့အနေအထားမှာတွေ့ရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ Newcastle ဘက်ကိုကြည့်မယ်ဆိုရင်နောက်ဆုံးသူတို့9ပွဲမှာအိမ်ကွင်းဆန်းဆောင်ရင်ကအရန်ကိုကောင်းမနေတဲ့အနေအထားမှာတွေ့ရတယ်။ဘာလို့လဲဆိုတော့နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်အိမ်ကွင်းပရီးမီးယားလိအိမ်နောက်ဆုံး9ပွဲမှာအိမ်ကွင်း2ပွဲသာကန်ရပြီးတော့2ပွဲလုံးရှုံးတဲ့အနေအထားမှာဆိုလို့ရှိရင်အိမ်ကွင်းဆန်းဆောင်ကြီးကတိတ်ပြီးတော့ကောင်းမနေတဲ့အနေအထားမျိုးမှာတွေ့ရတယ်။ဒါပေမဲ့လည်းသူတို့ head to head အခြေအနေမှာကြည့်မယ်ဆိုလို့ရှိရင် Newcastle က Manchester United ကိုအသာစီးရနေတာကိုတွေ့ရမယ်။ဘာလို့လဲဆိုရင်နောက်ဆုံး6ပွဲမှာဆိုလို့ရှိရင် Newcastle က4ပွဲနိုင်ပြီး Manchester United က2ပွဲသာနိုင်ခဲ့တဲ့အတွက်ကြောင့် head to head ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့Newcastle အသာစီးရနေတာကိုတွေ့ရမယ်။ဒါပေမဲ့လည်းကျွန်တော်တို့Michael Carrick လက်ထက်မတိုင်ခင် Premier League ပထမအကြော့မှာကျွန်တော်တို့အရန်ရှေ့စွမ်းမကောင်းတဲ့အနေအထားမှာဆိုရင်မကောင်းတဲ့အနေအထားမှာတောင်မှကျွန်တော်တို့အိမ်ကွင်းမှာ1-0ဆိုတဲ့ရလနဲ့အနိုင်ရခဲ့တဲ့အတွက်ကြောင့်ဒီနေ့ Michael Carrick အတွက်လည်းတိတ်ပြီးတော့မခက်ခဲတဲ့ပွဲတစ်ပွဲလို့ပြောရမယ်ပြင်နိုင်တဲ့နိုင်ထိုင်တဲ့ပွဲတစ်ပွဲလို့ပြောရမယ်။ဘာလို့လဲဆိုတော့ဒီပြီးခဲ့တဲ့ပွဲတွေကိုကြည့်မယ်ဆိုလို့ရှိရင်အဝေးကွင်းစမ်းဆောင်ကြီးက Michael Carrick အတွက်ကြောင့် Michael Carrick အတွက်မှာWatson နဲ့တွေ့တဲ့ 1-0 တပွဲသေးတာတွေ့ရတယ်။အဲကြောင့် Michael Carrick အနေနဲ့လည်းဒီနေ့ညပွဲမှာဘယ်လိုစွမ်းဆောင်ရည်တွေနဲ့ဘယ်လိုနီးဗျူဟာတွေတုံးပြီးတော့Newcastle ကိုအနိုင်ယူလာမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ့်ပွဲတစ်ပွဲဖြစ်တယ်။ပြီးတော့ Newcastle ဘက်ကိုကြည့်မယ်ဆိုလို့ရှင်အဓိက Newcastle ရဲ့အားနည်းချက်ကဘာလဲဆိုလို့ရှင်တစ်ဖက်အသင်းရတံပြန်ထိုးစစ်ဆင်လာပြီဆိုလို့ရှင်နောက်တန်းကဘယ်လိုမှမထင်းရှုံနိုင်တဲ့အခြေအနေဒါကဒီဗျူဟာကိုသိမယ်ဆိုလို့ရှင် Michael Carrick အနေနဲ့ဒီနေ့ပွဲတော့ဘယ်လိုနီးဗျူဟာတုံးလို့ရမလဲဆိုတာကိုသူခံမှန်းလို့ရမယ်ခံမှန်းနိုင်တဲ့အခြေအနေလည်းသူ့မှာရှိမယ်လို့ကျွန်တော်တို့ယုံကြည်တယ်ပြီးတော့ Newcastle အားသာချက်ကဘာလဲဆိုလို့ရှိရင်သူတို့အမြင့်ဘောနဲ့တွားဆော်မယ်ဆိုရင်တော့Newcastle ကိုတွားပြီးတော့ရှင်းလို့မရတဲ့အနေအထားမှာရှိတယ်ဘာလို့လဲဆိုတော့Newcastle ဘက်မှာဆိုရင်အလဲတန်းမှာဆိုရင်မထန်ဆော့နိုင်မယ်ပြီးတော့အမြင့်ဘောနဲ့ဆော့မှာဆိုရင်ခေါင်းတစ်လုံး Manchester United နဲ့ရှင်ခေါင်းတစ်လုံးတာနေရအောင်တွေ့ရမယ်ပြီးတော့ကွင်းလေလုံအားနှုံးဟာဆိုရင်လည်းတခြားအသင်းတွေထက်ရှစ်တလန်းတာနေတာကိုတွေ့ရမယ်အဲဒါကြောင့်လောလောဆယ် Manchester United ရဲ့အားနည်းချက်ကနောက်တန်းမထန်ဆော့ပေးနိုင်မဲ့နောက်တန်းမာတီယက်ဒီလစ်အမြင့်ဘောတွေထိန်းချုပ်ပေးနိုင်မဲ့မာတီယက်ဒီလစ်မပါလာနိုင်ဘူးမထန်ဆော့ပေးနိုင်မဲ့မာတီနဲ့မပါလာနိုင်သေးဘူးဒီအခြေအနေကိုကြည့်ချင်းအဖြစ်ဒါက Manchester United ရဲ့နောက်တန်းပြဿနာအခြေအနေမျိုးမှာကြုံနေရတယ်ဒါပေမဲ့လည်းကျွန်တော်တို့မကွာရတာပြန်ပါလာနိုင်မယ်ဆိုရင်တော့ဒီနေ့ပွဲတစ်ပွဲကMichael Carrick အနေနဲ့နိုင်ထိုက်ပြီးတော့အနိုင်3မှတ်ကိုရယူတင်တဲ့ပွဲတစ်ပွဲလို့ကျွန်တော်မြင်တယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ Michael Carrick အနေနဲ့မနေ့ဖြန်2:45မှာရှင်ပြိုင်မဲ့ Newcastle နဲ့ Manchester United တို့ပွဲစဉ်မှာဘယ်လိုနီးဗျူဟာတွေတုံးလာပြီးတော့အနိုင်3မှတ်ဘယ်လိုရယူသွားမလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်နေပဲဒီနေရာမှာဆုံးသက်ချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်းလုပ်တော့ပေးပါအောင်လို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ